အားလုံးပဲမင်္ဂလာပါဒီနေ့ဒီဗီဒီယိုလေးမှာတော့မိတ်ဆွေဘဝအတွက်ရည်ရွယ်ချက်အတွက်ပန်းတိုင်တွေရှမှတ်တဲ့အခါမှာကျွန်တော်တို့ကိုယ်နဲ့ကိုက်ညီတဲ့ပန်းတိုင်ဖြစ်ဖို့အတွက်ဒီအရာ၄ခုကိုလှုပ်ဆောင်ကြည့်ဖို့လိုပါတယ်ဟုတ်ပါတယ်အဲ့တော့ကျွန်တော်တို့ပထမဆုံးတစ်ချက်အနေနဲ့ကိုချလိုက်တဲ့ပန်းတိုင်ကကိုရောတကယ်ရှိရလားဆိုတာကိုကျွန်တော်တို့တိုင်းတာရပါမယ်ဟုတ်ပါတယ်ကိုချလိုက်တဲ့ပန်းတိုင်ကရေရှည်သွားမှာဖြစ်တဲ့အတွက်ကိုတကယ်ရှင်းမြတ်လို့ဖို့လိုပါတယ်ဒုတိယတစ်ချက်အနေနဲ့ဒီကိုချလိုက်တဲ့ပန်းတိုင်ကိုရည်ရွယ်တဲ့လိုအပ်ချက်ကလူတွေအတွက်ကောတကယ်လိုအပ်ချက်ဖြစ်ရလားတရားကိုလည်းကျွန်တော်တို့သိဖို့လိုပါတယ်ကိုချလိုက်တဲ့ပန်းတိုင်ကိုရည်ရွယ်တဲ့အရာဝတ္ထုကလူတွေအတွက်တကယ်အသုံးမဝင်ဘူးဆိုရင်မိတ်ဆွေချတဲ့ပန်းတိုင်ကမိတ်ဆွေအတွက်အခက်အခဲရှိနိုင်ပါလိမ့်မယ်နောက်ဆုံးတတိယတစ်ချက်အနေနဲ့ဘာလဲဆိုတော့ကိုချလိုက်တဲ့ပန်းတိုင်မှာကိုလှုပ်လိုက်တဲ့အလုပ်မှာအဲ့ဒီစီမံချက်ကိုရောက်ဖို့ကိုယ့်ရဲ့အားသာချက်တွေကဘာတွေရှိမလဲဆိုတာကိုကျွန်တော်တို့ကိုယ်တိုင်သိရှိနားလည်ဖို့လိုပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့ကိုယ့်အတွက်ကောတကယ်အကျိုးရှိရလားဒီအချက်၄ချက်ကိုမေးခြင်းအဖြစ်မိတ်ဆွေချတဲ့ပန်းတိုင်ကမိတ်ဆွေလိုချင်တဲ့ပန်းတိုင်ကမိတ်ဆွေအတွက်တကယ်ဟုတ်မဟုတ်ဆိုတာကိုသိတာစေပါလိမ့်မယ်အဲ့တော့ဒီဗီဒီယိုလေးကိုကျွန်တော်အနှစ်ပြန်ရှုပ်ပြပါမယ်ပထမတစ်ချက်ကကိုချလိုက်တဲ့ပန်းတိုင်ကကိုယ့်အတွက်တကယ်ချစ်ရလားဒုတိယတစ်ချက်ကကိုကချလိုက်တဲ့ပန်းတိုင်ကလူတွေအတွက်တကယ်အကျိုးရှိရလားတတိယတစ်ချက်ကကိုယ့်ရဲ့အားသာချက်နဲ့ကိုချတဲ့ပန်းတိုင်ကကိုက်ညီမှုရှိရလားနောက်ဆုံးစတုတ္ထတစ်ချက်ကကိုယ့်အတွက်တကယ်ကောအကျိုးရှိရလားဆိုတာကိုဒီ၄ချက်ကိုလှုပ်ဆောင်ခြင်းအဖြစ်မိတ်ဆွေရဲ့ဘဝမှာမိတ်ဆွေချလိုက်တဲ့ပန်းတိုင်တွေကမိတ်ဆွေအတွက်တကယ်လိုအပ်တယ်မလိုအပ်ဘူးဆိုတာကိုကွဲကွဲပြားပြားသိသွားစေပါလိမ့်မယ်အဲ့တော့ဒီဗီဒီယိုလေးကလည်းမိတ်ဆွေအတွက်အကျိုးရှိမယ်လို့ယုံကြည်ပါတယ်အကယ်၍အကျိုးရှိတယ်ဆိုရင် comment မှာ yes လို့ရေးခဲ့ပါအောင်နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်ဆောင်ကြပါမယ်အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေbye bye